ကလေးတွေဘာလို့သူတို့ရဲ့အမားတွေကိုမိဘတွေစီကနေဖုံးကွယ်ထားတတ်ကြတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့စိတ်အာဟာရအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဟန်စောလက်ပါခင်ဗျကလေးတယောက်ဖမ်းကွက်ခွဲမိတယ်စာမေးပွဲမှာအမှတ်နည်းသွားတယ်အိမ်စာမပြီးဘူးဒါမဲ့အမှန်တိုင်းလာမပြောပဲဖုံးထားတယ်ညင်းတယ်မိသွားမှအချောင်းပြချက်ပေးတယ်ဒီလိုအခြေအနေမျိုးကြုံရတဲ့အခါမိဘတော်တော်များများကငါကလေးလိန်တက်လာပြီးရိုးသားမှုမရှိတော့ဘူးလို့တွေးပြီးစိတ်ပူတတ်ကြပါတယ်။ဒါမဲ့ကလေးကအမှန်တရားကိုဖုံးကွယ်နေတာလားဒါမှမဟုတ်မိဘရဲ့တုံ့ပြန်မှုကိုကြောက်နေတာလားစိတ်ပညာရှုထောင့်ကနေကြည့်ရင်ကလေးတွေအမှားဖုံးကွယ်တာဟာအမြဲတမ်းမရိုးသားလို့မဟုတ်ပါဘူး။တခါတလေမှာသူတို့အတွက်အရေးကြီးတဲ့ဆက်ဆံရေးတစ်ခုကိုကာကွယ်ဖို့ဖြစ်နိုင်ပါတယ်။ကလေးတွေအတွက်မိဘရဲ့ချစ်ချင်းမြတ်တာလက်ခံပေးမှုနဲ့လုံခြုံမှုခံစားချက်ကအလုံးကိုအရေးကြီးပါတယ်။ဒါကြောင့်အမားတစ်ခုလုံးမိတဲ့အခါမိမိစိတ်ပြတ်သွားမလားဖေဖေဒေါသထွက်သွားမလားငါ့ကိုအရင်လိုမချစ်တော့ဘူးလားစသဖြင့်စိုးရိမ်မှုတွေကအမှန်ပြောခြင်းစိတ်ထက်ပိုကြီးသွားတတ်ပါတယ်။နောက်ပြီးကလေးတွေကပြစ်ဒဏ်ကိုပဲကြောက်ကြတာမဟုတ်ပါဘူး။ရှက်ရွံ့ရမှာကိုလည်းကြောက်ကြပါတယ်။စိတ်ပညာမှာ guilt and shame ဆိုပြီးခွဲပြောကြပါတယ်။ guilt ဆိုတာကတော့ငါအမှားလုပ်မိတယ်လို့ခံစားရတာပါ။ shame ဆိုတာကငါကမကောင်းတဲ့လူပဲလို့ခံစားရတာပါဒီနှစ်ခုရဲ့ကွာခြားချက်ကအင်မတန်မှအရေးကြီးပါတယ်ဥပမာစာမေးပွဲမှာအမှတ်နည်းလာတဲ့ကလေးတယောက်ကိုဒီတစ်ခေါက်တော့စူးစမ်းရမယ်လို့ပြောရင်သူ့လုပ်ရက်ကိုပဲပြောနေတာဖြစ်ပါတယ်ဒါမဲ့နင်ကဘာလို့ဒီလောက်ညံ့ရတာလဲနင်ကအမြဲဒီလိုပဲလို့ပြောရင်သူ့ရဲ့လုပ်ရက်မဟုတ်တော့ပဲသူ့ကိုယ်သူတန်ဖိုးမရှိတဲ့လူတယောက်လို့ခံစားသွားနိုင်ပါတယ်အဲ့ဒီအခါကလေးကအမှားကိုဝန်ခံမှုထက်အဲ့ဒီခံစားချက်ကိုရှောင်မှုပိုကြိုးစားလာတတ်ပါတယ်စိတ်ပညာရှင်တွေတွေးရှိထားတာကကလေးတွေဟာအမှားလုပ်ခဲ့တဲ့အဖြစ်အပျက်ထက်အဲ့ဒီအမှားကိုဝန်ခံခဲ့တဲ့အချိန်လူကြီးတွေဘယ်လိုတုံ့ပြန်ခဲ့တယ်လဲဆိုတာပိုပြီးမှတ်မိတတ်ကြပါတယ်အမှန်ပြောလိုက်တိုင်းအော်ဟစ်ခံရတာအရှက်ခွဲခံရတာနှိုင်းရှင်ခံရတာတွေများလာရင်သူတို့တင်ယူသွားတဲ့သင်ခန်းစာကအမှားမလုပ်ရဘူးဆိုတာမဟုတ်ပါဘူးအမှန်မပြောတာပိုလုံခြုံတယ်ဆိုတာဖြစ်သွားတတ်ပါတယ်အဲ့ဒီနောက်မှာအမှားကိုပြင်ဖို့ထက်အမှားကိုဖုံးဖို့ပိုပြီးကြိုးစားလာတတ်ပါတယ်။ဒါကြောင့်ကလေးတယောက်အမှားဝင်ခံလာတဲ့အခါချက်ချင်းဆုံးမဖို့မကြိုးစားခင်အရင်ဆုံးအမှန်တိုင်းပြောပြလို့ကျေးဇူးတင်ပါတယ်လို့ပြောကြည့်ပါ။ပြီးမှအဲ့ဒီပြဿနာကိုဘယ်လိုအတူတကွအဖြေရှာကြမလဲဆိုပြီးအတူတူစဉ်းစားပါ။ဘာကြောင့်လဲဆိုတော့ကလေးတွေကိုရိုးသားဖို့သင်ပေးတဲ့အခါအမှန်ပြောရင်ဘာပြစ်ဒဏ်ပေးမလဲဆိုတာမျိုးထက်အမှန်ပြောလာတဲ့အခါဘလို့နားထောင်ပေးမလဲဆိုတာပိုပြီးအရေးကြီးပါတယ်။ယူသားတဲ့ကလေးတွေကိုမွေးထုတ်တာဟာအမှားမလုပ်တဲ့ကလေးတွေကိုမွေးထုတ်တာမဟုတ်ပါဘူး။အမှားလုပ်မိတဲ့အချိန်မှာတော့အမှန်တရားကိုပြောရတဲ့ကလေးတွေကိုမွေးထုတ်တာပဲဖြစ်ပါတယ်။ကလေးတယောက်ရဲ့ယူသားမှုကိုဆုံးဖြတ်ပေးတာကသူ့ရဲ့အကျင့်စရိုက်တစ်ခုတည်းမဟုတ်ပါဘူး။အမှန်ပြောလို့ရတဲ့ပတ်ဝန်းကျင်ရှိမရှိဆိုတာလည်းသက်ဆိုင်ပါတယ်။အားလုံးပဲစိတ်အာဟာရပြည့်ဝကြပါစေ။